အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့မဟာစနကစတော်ကြီးအားတံပြန်ဖတ်ပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာစီစဉ်လေးမစမီကျွန်တော် YouTube channel လေးအား like and subscribe လေးလုပ်ပေးသွားကြပါဦးခင်ဗျာမဟာစနကစတော်ကြီးလုံနေပြီးတော့အခါဝိတ္တရရတိုင်းမိဋ္ဌိနာပြည်၌ဆွဆက်နေလျက်ရှိသည့်မဟာစနကမင်းကြီးတွင်အရိဋ္ဌစနကနှင့်ပောလစနကတိဟုသောသားတော်နှစ်ပါးရှိလေမဟာစနကမင်းကြီးလက်ရဆံတော်မူလျင်သားတော်အကြီးအရိဋ္ဌစနကသည်ထိနှံစက္ကံကမင်းဖြစ်ကိုရရှိပြီးသားတော်အငယ်ပောလစနကမှာအရှိအရာတို့ရလေသည်တခါတော့ပောလစနကမင်းသား၏အမတ်တူသည်ပောလစနကမင်းသားနှင့်ပတ်သက်၍စိတ်ညစ်ညမ်းမှုရှိသဖြင့်အညိုထားကဘယင်အရိဋ္ဌစနကအပါတို့လောဝသာချင်းကပ်ပြီးဂုံကျွန်းစကားဆို6တင်လေ၏အချင်းကြီးတော်ပောလစနကမင်းသားဟာအရှင်းကိုလှုပ်ချမ်းပြီးထိနှံသိမ့်ဖို့လောဝသာကြံတည်နေပါတယ်ဗျာဟဲရိုင်းလိုက်လေစကောလောက်မှစောင်းမနှံဒီအကြံကိုမှကြံတက်ပေတဲ့သူကြသေးတာပေါ့ပောလစနကရဲ့ဒီလိုညမှန်ကြီးတော့ဘယင်အရိဋ္ဌစနကသည်တပတ်တကားကိုနားရောင်ပြီးညီတော်ကိုအမျက်ထွက်ကအချစ်အရာမှရာထူးချက်လျက်အချုံနောက်အိမ်၌တန်ချေချင်းခံဖန်တီးထားသည်လိုက်ညီတော်မင်းသားလည်းအပြစ်မရှိပဲခံရသဖြင့်စိတ်နှလုံးထိခိုက်ပြီးနောင်တော်ဤလောင်းရိပ်အောက်မှလွတ်မြောက်ထွက်ခွာရန်ဆုံးဖြတ်ကတစ္ဆာဆိုလူသည်တစ္ဆာသည်သာငါ၏ကိုယ်ကိုယ်ရဖြစ်ပေသည်ငါသည်နောင်တော်အပေါ်ကျမရှင်မရှိခဲ့ပါငါသည်နောင်တော်၏ရန်သူမဟုတ်ခဲ့ဤတစ္ဆာစကားမှန်ပါကအချို့အနောက်မှထွက်ရပါသည်ထိုအခါသစ္စာတရား၏အာနုဘောကြောင့်တန်ချေခြင်းသည်အလိုလျောက်ပြီးကမင်းသားပောလစနကမှာအချုံအောင်မှလွတ်မြောက်တော်မူလေလူတကာတို့သည်လည်းမင်းသား၏သစ္စာတကူကြောင့်အလိုလျောက်ပွင့်တော်မူလေရာပောလစနကမင်းသားသည်မိတိလာပြီးမှထွက်ခွာပြီးရောင်းငယ်တစ်ခုတွင်အခြေချနေတန်တော်မူလေမင်းသား၏တည်င်းကိုကြားသိပြီးရှိခင်ကြည်ပြိုသူတို့စုဝေခသလာကြရမှာလူတူအင်အားဆွေယုံမှုပြီးဖြစ်ကအင်အားတရက်သို့ထူထောင်နိုင်ခဲ့လေသည်ဒီလိုနဲ့ပောလစနကဟာငါဟာနောင်တော်ရဲ့ရန်သူမဟုတ်ခဲ့ပေမဲ့ခုတော့ရှင်ပြိုင်တူဖတ်ဖို့ဖြစ်လာခဲ့ပြီထို့သို့တွေးပြီးလျင်နောင်တော်အရိဋ္ဌစနကဘုရင်အားစစ်ပြုရန်မတိလာပြည်စီအလုံးရင်းဖြင့်ချီတက်ခဲ့လေသည်အရိဋ္ဌစနကမင်းလည်းညီဖြစ်သူပောလစနကအားရှင်မုံရန်စီကြိုတက်ခိုင်တော်လေသည်ဒင်းကိုတပီတဲဦးကောင်းကိုဖဲရမှငါကြည့်နေမယ်တို့တော့အရိဋ္ဌစနကမင်းမှာစစ်ရှုံးပြီးစစ်ပွဲအတွင်းမှာပင်ထိခိုက်ဒဏ်ရာပြင်းသွားရလျက်နိုင်ရဆန်ရလေသည်ထိုရောကအရိဋ္ဌစနကမင်း၏ကိုလေးလက်ဝန်ရှိသောမိဖုရားကောင်ကြီးမှာနန်းဆက်ယတနာချို့ကိုယူဆောင်လျက်သူဆင်းရဲမှအတွင်းဖြင့်မိတိလာပြည်၌လူဝတ်စွာထောက်ကခဲ့ရလေတော့သည်မိဖုရားကြီးသည်မိတိလာပြည်မှရင်သာ၆တော်ဝေးသောအရက်ဖြစ်သည်ခလာဇမနကိုမြို့ချီဘမောကဆရာကြီးတန်း၌နေထိုင်ပြီးအချိန်တန်သောဘုရားလောင်းမင်းသားလေးကိုမွေးခွားတတ်စေခဲ့လေသည်သားတော်လေးကိုအဖို့ဖြစ်သူရဲ့မိသားမဟာစနကလိုအမည်မဲ့ခေါ်ရမယ်ထို့ဖြင့်မဟာစနကမင်းသားလေးသည်အရွယ်တန်ရလာသည်၌ကစားပေါ်လူငယ်တို့လည်းတွင်ခွာပလကြီးမှသည်ထမ်းမြတ်သူသူဖြစ်လာလေသည်ထိုအခါကစားပေါ်တို့နှင့်ရင်းကုန်ရပြုတိုင်းမဟာစနကကကြီးနိုင်ရရာချုံနှုတ်ကကိုယူပြီးပြန်သွားသည်ခလေးတို့၏မိခင်တို့ကမဟာစနကအားရန်တွေ့ကြတော်၏မိုးစိုးမသားကလူပါဝလို့ဟုတ်တယ်အဲ့ဒီအဖေမရှိတဲ့ကောင်လေးဟာဆွာကိုဆွာတယ်ကွထိုစကားကိုကြားလိလျင်မဟာစနကသည်ခံပြင်းပြီးမိခင်ကိုအတဲကျပ်မလေတော့၏ဒါမိုးစိုးမသားဆိုတာဟုတ်လားမေးသူတို့မှဖေးရှိတယ်တားမှမရှိဘူးထားရဖေးကဘယ်သူလဲဘာမှနေလဲအမေတော့ပါအမေရဲ့မဟာစနကကထက်ကအတန်နဘူးနစားလောက်ကမေးတဲ့ဖြင့်နောက်ဆုံးဝဲမိခင်ပြသူမှာဖြစ်ရမှန်ကိုပြောပြလိုက်ရတဲ့တော်၏ထားရဖေးဟာမက်ချီလာပြည်ကြီးကိုအစိုးရခဲ့တယ်အရိဋ္ဌစနကမင်းပဲခွဲ
ဖြစ်ကားဒီလိုတာရဲ့မိခင်ကြီးသည်ဖြစ်စဉ်ဖြစ်ကြောင်းကိုပြောပြလိုက်လိတော့သည်ထိုအခါမဟာဇနကမင်းသားလေးကမိမိ၏ဇာတိကိုသိရလေလေဖင်လက်ဆက်သက်တော့ငါဟာရတာသွေးအပြစ်ပါတယ်မင်းသားတူပါလားဒါဆိုမင်းသားတို့တက်အပ်တဲ့ပညာအလုံးကိုလေ့လာသင်ရမယ်မဟာဇနကသည်ထိုအချိန်မှစ၍ဘာမောကဆရာကြီးထံတွင်ဘေဒင်ဓမ္မသက်ဆံလင်ကတရားနိတိကျမ်းတို့ကိုသင်ယူပြီးဉာဏ်တတ်တို့ကိုပြည့်စုံစေကာကာယအတ္တတို့ကိုပါကြိုးစားသင်လေသည်ဤသို့ဖြင့်တသက်16နှစ်တို့ရောက်လေလေမိခင်ကြီးအားပူဇော်လေသည်မင်းမဲဒါတော်ဟာကုံရောက်ကုံဝဲပြုစီပွားဥစ္စာချပြီးဥစ္စာဒနာတပိတပံပေါ်များလာတဲ့အခါခမည်းတော်ရဲ့မိတိလာပြည်ကြီးကိုတိတ်လိုက်ချင်ပါလေဒါတော်ကိုအရေးနှီးထုတ်ပေးပါထိုကမိခင်ကြီးကဒါဒုရပုန်ပစ္စည်းဆိုရင်တမုတ်တရားကိုဖျက်ပြီးသွားရမေးကွယ်ဝင်းလံပြီးအန်တယ်များလာပါတယ်ကွယ်မတော်ပါနဲ့လားစီပွားဥစ္စာရှာဖို့တားပါပဲမမေရဲ့အန်တယ်ကိုမမှုပါဘူးသွားဖို့ခွင့်ပြုပါမမေနောက်ဆုံးမိခင်ကြီးကဘလည်းမချောင်းတာခွင့်ပြုလိုက်ရာမဟာဇနကသည်မိခင်ကြီးသိသိထားသည်နတ်ရယနာတို့ထဲမှတဝက်ကိုအရင်နေပြည့်ရွယ်ပြီးတင်မောသာ900ပါသည်ကုန်းတင်မောကြီးဖြင့်လိုက်ပါသွားတော်လေသည်မဟာဇနကတို့၏ရက်တင်မောကြီးသည်ခုနှစ်အကြာတွင်နေမုန်တိုင်းမိပြီးနှင်းတို့တော်၏အောင်မလီကြကြပါဦးဗျာနတ်ဒေဝများစောက်ချောက်တော်မူပါအရှင်ကြီးချင်းလေးတို့ခဲမတော်မူပါထိုချင်းလေးတွင်အခြားတင်မောသာခီးတဲ့တို့တုံးလုံးချောက်ချကြီးသွားဖြင့်အော်ဟိငိုယူကနတ်တို့ကိုတိုက်တယ်လျက်တွေ့ရတဲ့ဖြစ်နေစဉ်မဟာဇနကမှာတုံးလုံးချင်းမရှိပဲထောပနဲ့တကားတို့ကိုဝမ်းပြီးအောင်စားပြီးလောင်ကြီးနှစ်ထဲကိုရေမဝင်ပဲလုံစီရန်စီစုဝစင်ကအရေးချကြည့်ပြီးနောက်တင်မောကြီးလုံးဝနှုတ်လူတွေလွတ်တန်ထိပ်ပြားသူတက်ခါဒါဆငမန်းငရွေငကန်စသည်အနေရှိသောရေတရဝါတို့နှင့်ဝေးရသူခုံချပီလီရဲ့ဝတိလာပြည်ပတ်သို့ဥတီကူကလီတော်၏မဟာဇနကသည်မချော့တော်ဆွဲဖြင့်ခொနည်းလုံးလုံးသမုဒ္ဒရာထဲတွင်ခုခတ်နေရန်ပလင်သမုဒ္ဒရာကိုဆောက်ချရသည်မနိမိကလာနှင့်သမီးသည်မနေသာတော့ပဲကိုတင်ပြရလေတော့သည်အိုမောင်လူလေးကမမြင်လည်းမမြင်ခြေပြောလာသည့်သမုဒ္ဒရာကိုပြက်ကူဖို့စူးစမ်းတာဟာအကျိုးမဲ့တဲ့အရှင်ကြီးအလုပ်ကိုလုပ်ခြင်းပဲ။အိုနှတ်သမီးကျွန်ုပ်ဇွဲနဲ့ဥက္ကလို့အကျိုးမမဲ့ပါဘူး။အခုအတဲ့နှတ်သမီးကိုတွေ့မြင်ကြရခြင်းဟာလေအကျိုးဖလားတစ်ခုပဲမဟုတ်ပါလား။ယောက်ျားတို့ရဲ့လုံးလာတေကာမှချုံမယ်။အိုအမောင်တို့လေဂျုံလုံးလာချီသူကိုကျွန်ုပ်လူမရှိရပါ။ဒါကြောင့်ကုညီလိုပါလေ။ဘယ်ရက်စီသွားဖို့ရည်ရထားတယ်ပြောပါထိုကမင်းသားလေးကမဒီလာပြည်ကိုသွားဖို့ရွရွကုခတ်နေတာပါကောင်းပြီတင့်ကိုကျွန်ုပ်လိုက်ပို့ပါမယ်တို့ဖြင့်ရွှဲကြည့်သည့်မဟာဇနကကိုမဏိမေကလာနတ်သမီးသည်ရေထဲမှကဲတင်ပြီးလျင်မဒီလာပြည်သို့စောင့်ချင်းခုန်ယူသွားလေတော့သည်မဒီလာပြည်သို့ရောက်လျင်ဘင်းဥယျာဉ်ထဲမှမင်္ဂလာကြောက်ပြောင်ပေါ်ချထားပြလိုက်လျာမဟာဇနကမှာပင်ပန်းလို့တစ်ဖြင့်နည်းနည်းချက်ချိုင်အိပ်ပျော်သွားတော့တော်၏ဒီအချိန်၌မိတိလန်ပြည့်ချင်းဘယင်ပောလဇနကသည်အသက်ရကြီးရိပ်ပြီးဖြစ်၍နာမကျန်းဖြစ်ကနှရဆန်သွားလျက်အုပ်စုသူမဲ့လည်းရှိလေတော့၏ထို့ကြောင့်မူကြီးမကြီးတို့သည်ပောလဇနကမင်းကြီးတမီတော်တိလဝိရိဝီနှင့်တိုင်မင်ကမင်းနောက်ချရန်အတွက်ဘုဒ္ဓယထာကိုလွှတ်ချလေတော့၏အောင်သူမဲ့သည့်ဘုဒ္ဓယထာသည်နန်းတော်ကိုလက်ရရက်လက်ပဲ့လျက်ဥယျာဉ်တော်စီဥတီသွားကဘုမန်တို့လည်းနောက်မှအသေးလိုက်ရလေတို့၏ဘုဒ္ဓယထာသည်မင်္ဂလာကြောက်ဖြာ၌အလိုလျောက်ထူးဆိုင်လေလေမုံမပရဟိတို့သည်ကြောက်ဖြာတတ်၌အိပ်ပျော်နေသည့်မဟာဇနကကိုမြင်ကြလျာမင်္ဂလာဘုဒ္ဓယထာဆိုင်တဲ့အတွက်ဒီလူလင်ဟာမင်းလောက်နဲ့တူရဲ့ဒါပေမဲ့သူရဘယင်ဖြစ်တိုက်တဲ့အရေးချင်းရှိမရှိစက်တဲ့အောင်မှာတို့ဖြင့်အရေးသေးမပြည့်သူဖြစ်ပါကကျောင်းတော်ထပ်ပြေးစေရန်တူရသမားတို့ကိုပင်စွာတိခတ်စေလေသည်မဟာဇနကသည်ဆိုင်းတန်ဘုံတန်ဆုညံလာတဲ့ဖြင့်အိပ်ပျော်ရမှနှုတ်သွားတော့လေဟဲ့လက်ချင်းမရှိပဲအတားမျက်လုံးဖူးကြည့်ပြီးနောက်မမှုဟန်ဖြင့်အခြားဘက်သို့ဆောင်ရအိပ်လေသည်
ဒုတိယတို့ကိုဆွညံစွာထပ်တီးပြန်ရာမျက်လုံးပူးကြည့်ယုံကြည့်ပြီးပြန်ပြီးမမှုဟန်ဖြင့်နောက်တစ်ဖက်သို့ဆောင်းလဲအိပ်ပြန်လေရာဇအင်္ဒရေအဖြစ်နဲ့ရင်းရင်ချင်းလေးရှိတယ်သူရဲ့ရှိဘဝကကျန်ရင်လက္ခဏာကြည့်ရတာလေယောက်ျားကောင်ယောက်ျားနဲ့ရဲ့အင်္ဂါရက်နဲ့ပြည့်စုံကြောင်းတွေ့ရတယ်ဒါကြောင့်ဒီလူလေးဟာမင်းလောက်စစ်စစ်ဤကံပါပဲထို့နောက်မုံမတို့သည်မဟာဇနကကိုအိတ်ဆက်ရမှထပန်ရင်တောင်းပန်ပြီးထတော်မူပါအရှင်သာအကျိုးကြောင့်ပြောပြီးနောက်မင်းဝတ်တန်စာ၅ပါးဖြင့်ပြည်သုံးစွာဆွေးများပြီးကြပြီးရင်းဥယျာဉ်တော်အတွင်းမှပင်ဗိတ်တိတ်တော်ရဲ့ဘယင်ဖြစ်တင်မြောင်းလာကြလေသည်ထို့နောက်မဟာဇနကမင်းကိုနန်းတော်သည်ပိတ်ဆောင်သွားကြလေတော်သည်တဝလိတူမင်းသမီးလည်းမဟာဇနကမင်းအားခရီးဥကြိုပြုလေလေမဟာဇနကသည်မင်းသမီးလက်ကိုဆက်ကန်လျက်ရာဇပလင်တို့ကလေသည်ဤတွင်ငိုကြီးမကြီးတို့ကစောက်တင်ကြလေသည်အရှင်မင်းကြီးဘယင်ဖြစ်မဆိုးဆန်ပြီးအရိဒဇနကမင်းကြီးထားရခဲ့တဲ့ပဒနာသုံးခုကိုအောင်မြအောင်ဖိကြားပေးပါဦးတော့ကောင်းပြီဘလူပဒနာများလည်းအမတ်ကြီးတို့ရဲ့ပရမပဒနာကပလင်ဦးဟာဘက်ဘက်လက်ဆိုတာပြဿနာပဲဖြစ်ပါတယ်ဤတွင်မဟာဇနကမင်းလည်းဥယောင်ချင်းကိုကောင်းထမရှကတဝလီတူမင်းသမီးလေးတန်ကမ်းပေးပြီးစေခိုင်းခြင်းပြုလေအမတော်သူဥယောင်ချင်းကိုတင်းတင်းလျှောက်ပတ်ရာမှာထားလိုက်ပါမင်းသမီးလေးလည်းဥယောင်ချင်းကိုရာသပလီခေါင်းရင်ဘက်တွင်အသာချထားရလေသည်သူဖြင့်ပရမပဒနာကိုအောင်မြင်စွာပြည့်စုံနိုင်ခဲ့ပြီးနောက်ဒုတိယပဒနာမှာဘူကြီးတစ်ထောင်နှင့်တင်ချမှရသောလေးကြီးကိုတင်ချခြင်းပြုလုပ်ရဖြစ်ပါသည်မဟာဇနကမင်းလည်းရင်းလေးကြီးကိုဝါကုန်းကဲ့သို့တင်ချခြင်းပြုပြလိုက်လေသည်ထိုအခါဘူကြီးမကြီးတို့ကဒုတိယပဒနာကိုအောင်မြင်ခဲ့ပါပြီမင်းကြီးတဒနာပဒနာကတော့နှုတ်ဝစာမြုံနှံထားတဲ့ရှိုးကြီး16လုံးကိုဖော်ပေးဖို့ပါပဲရှိုးကြီးတွေမြုံနှံထားရနေရာကိုစကားဝတ်တွေနဲ့ညွှန်ပြထားပါတယ်ဥပမာရှိုးရှိရာရဟာတစ်ခုကနေထွက်ရာရက်လို့ဆိုပါတယ်နောက်တစ်ခုကနွေရာရက်လို့ဆိုပါတယ်ဟိုးမိုးကြီးမကြီးတို့သစ္စိကာဗုဒ္ဓလို့စွန့်စားပေးလို့ကြွလာတဲ့အခါအရိဋ္ဌဇနကမင်းကြီးအဘယ်နေရာကနေစီကျူချင်းပြုတယ်လေဒီနန်းတော်ရဲ့အဝတိထက်ကျူပါတယ်မင်းကြီးကောင်းပါပြီသစ္စိကာဗုဒ္ဓဘုရားစသည်တို့ဟာမြင့်မြတ်လာတဲ့ပုဂ္ဂိုလ်များဖြစ်ပြီးလေးနဲ့ပမာပြုစုလေးရှိတယ်ဒါကြောင့်မင်းကြီးသစ္စိကာဗုဒ္ဓကိုထက်ကျူတဲ့နေရာဟာနေထရက်အရက်ပဲဖြစ်တယ်အဲ့ဒီနေရာမှာသူကြည့်ပါတို့ဖြင့်မင်းချင်းတို့တူကြည့်လေလေရှူုံတစ်လုံးကိုလှူရလေသစ္စိကာဗုဒ္ဓတို့ပင်ကြသည့်အခါမင်းကြီးကအဘယ်နေရာထိလိုက်ပို့ပါသလဲဟောဟိုကနိုင်ရင်ပြင်ထိလိုက်ပို့ပါတယ်မင်းကြီးကောင်းပြီအဲ့ဒီနေရာနေဝင်ရရက်ပဲအဲ့ဒီမှတူကြည့်ပါဖျားလောင်းပြောသည့်အတိုင်းတူကြည့်ရန်ရှူတစ်လုံးကိုလှူရလေတော့သည်ထို့ဖြင့်ရှူ16လုံးစလုံးကိုဖော်ထုတ်နိုင်သဖြင့်မင်းပြတိုက်သောရင်ရှင်ပြောအပ်သူဟုမွေးယူလက်ခံလက်ကျက်လေတော့သည်ထို့ဖြင့်ဇေလုံးလာကြီးမာလာသောဖျားလောင်းမဟာဇနကမင်းကြီးသည်မိတိလာပြည်ကြီးကိုနှစ်ပေါင်းများစွာဆွတ်ဆောက်ရှုပ်ပြီးနောက်တတ်တော်အတန်ရလာသည့်၌တာဝန်ကရကသားတော်အားထိနှံလွယ်ပြီးရန်ဝတ်တော်